မွေးမြူရေးကြက်တွေတွေ့ဘူးလားအဲ့မွေးမြူရေးကြက်တွေကိုခြံထဲကနေလွတ်အဲ့ဒီကြက်ခဏနေသေးတော့ဘာဖြစ်လို့တရားသူအစာမစားတတ်ဒီထဲမှာသူတို့ဘာမှရှားကြံစားတယ်မလို့မြောင်းနေရလာတဲ့ဟာလေးကိုကောက်ပြီးစားနေရုံပဲအပြင်ဘက်ကျတော့လောကအဲ့လိုမလွယ်ဘူးကွာအမိုက်ပုံသွားရက်ဘယ်လိုအသားပိုးစားကောင်းတယ်လဲဘယ်လိုအကောင်သူတို့နဲ့ပို့တဲ့လဲဘယ်လိုအကောင်ပိုးအားရှိတယ်သူတို့ရွေးချယ်ရန်သူလာရင်ဘယ်လိုကာကွယ်မလဲဒီထဲမှာရန်သူလည်းမရှိဘူးစာအုပ်ထဲမှာမွေးမြူရေးခြံထဲမှာအခုကမင်းတို့မွေးမြူရေးခြံထဲကကြက်တယ်လို့ပဲအပြင်လောကရောက်တဲ့ကအစာတော်မကောက်တတ်ဘူးအန္တရာယ်ကာကွယ်ဖို့ဆိုအဝေးကြီးဘုန်းတော်နိုင်ငံအစင်သင့်လူသားတွေမွေးပလိုက်က ready made လူသားတွေမွေးပလိုက်တဲ့ခါကျတော့ဘဝထဲကိုသွားဖို့အစင်သင့်ဖြစ်မနေဘူးဒါကြောင့်သားတို့မျိုးအဲ့ဒီဟာတွေကိုကြိုးစားဘုန်းဒါကြောင့်ငယ်တော့ဟာကြောင်းကောင်းကောင်းမနေရရင်အဝိစားတစ်နှစ်လုံးမှအဝိစားတစ်စုံမရဖျားပွဲရောက်ပြီဆိုရင်ဘုန်းတို့ကအဝိစားအသစ်တစ်စုံရဒါတော့မင်းမင်းပစိုးရတဲ့နေ့ဆိုအင်ကြီးများရှစ်တန်းလောက်ကျနိုင်လေးကက်စီနိုနိုင်လေးပတ်ဘူးတော့ဂုံယူလို့မဆုံးဆင်းရဲတယ်အလုပ်တွေကြိုးစားခဲ့ရတယ်ငယ်တော့မကြည့်နဲ့ဘူးကြီးတော့မိဘတွေကိုကျေးဇူးတင်လိုက်တာငယ်တော့ငါခိုင်းခဲ့လို့အခုငါတက်တိရှိနေတာမခိုင်းခဲ့တဲ့မိဘတွေရဲ့သားသမီးတွေမင်းတို့တက်တိကြောင်းသွားရောဘဝထဲကျတော့အစင်သစ်ဖြစ်မနေအဲ့ဒါနဲ့လိမ့်ပဲနဲ့အိမ်အောင်ကြတရားရှိကြအာကလေးတွေမြည်တွေနဲ့မိဘတွေထပ်ပြီးနောက်တစ်စစ်ထပ်ပြင်မယ်ဒါကြောင့်သားသမီးတို့အခွင့်အရေးမယူနဲ့ကိုဘဝကိုတိဆောက်နိုင်အောင်ကြိုးစားဖို့လိုလားမလိုဘူးလားဒါကြောင့်ဘုန်းတို့ integrity ဆိုတာကြိုးစားမှုတွေရိုးသားမှုတွေကိုပြောတာရိုးသားရမယ်ကြိုးစားရမယ်အဲ့ဒီချင်းကဘဝအတွက်အခြေခံကြတော့မယ်အဲ့ဒါမရှိရင်ဘဝမလို့ရှင်သန်လို့မရ how to live your life ဘဝဘယ်လိုရှင်သန်မလဲမင်းတို့ထင်တယ်လို့မလွယ်ဘူးမိဘရဲ့အေးအောင်မှာရှင်သန်တာလွယ်ဒါပေမဲ့သားတို့သူပြီးတော့မင်းတို့စိတ်တိုင်းမကြဘူးဆိုမိဘကိုတော်လန်ခြင်းရတော်လန်ရဲတဲ့တတိတကယ်ရှိသလားဆိုတော့အေးအထွက်သွားပြီဆိုတာနဲ့ခွေးဖြစ်ဘာမှလုပ်မတတ်တော့ဟုတ်လားဒါကြောင့်သားတို့သူတို့ဘုံဘအစင်သစ်ဖြစ်စေခြင်းနဲ့ဘာဖြစ်စေခြင်းလဲဘာအတွက်ဖြစ်အစင်သစ်ဖြစ်စေလောကတွေကိုခြေဆန့်မှုအတွက်အစင်သစ်ဖြစ်စေခြင်းမင်းတို့အရွယ်က adolescent ကိုဘဝကိုပုံဖော်ပါဘုံဘ10တန်းရောက်တော့2000ခုနှစ်10တန်းမင်းတို့မမွေးလောက်သေးဘူးဘုံတို့10တန်းမှာနော်အဲ့တော့စဉ်းစားတယ်10တန်းကိုဒီတစ်နှစ်အောင်ရမယ်တစ်နှစ်ပဲဖြစ်မှာ2နှစ်မဖြစ်ဘူးမိဘတွေလည်းပြင်ပန်းတယ်ငါလည်းအချိန်ကုန်တယ်10တန်းဖြစ်ပြီးတာနဲ့စီးပွားရေးလောကထဲဝင်မယ်အဲ့ဒီအတွက်ငါအတတ်ပညာတွေသင်ဒါကြောင့်လောကမှာပညာက3မျိုးရှိတယ်ပညာဘယ်နှမျိုးရှိတော့အသိပညာအတတ်ပညာနည်းပညာပြောအောင်ပါလေတော့အသိပညာအတတ်ပညာနည်းပညာပြန်ပြောပညာဘယ်နှမျိုးတော့ဘာတွေတော့ဟဲ့အသိပညာအတတ်ပညာနည်းပညာအသိပညာဘဝအခက်အခဲတွေဖြေရှင်းဖို့လိုတာလောကရန်တရား၈ပါးရှိတယ်လာဘောအာလာဘောယာသောအာယာသောနိဒံပတတာဒုက္ခဒုက္ခအဲ့ဒါလောကထဲမှာဖြေရှင်းရမယ့်ပြဿနာတွေပဲအသိပညာမရှိရင်ဘဝအခက်အခဲတွေဖြေရှင်းနိုင်မင်းညာဘုံလောကရန်တရားကိုပြောပြခန္ဓာကြီးရလာရင်လောကထဲမှာပေးထားချက်၈ခုရှိတယ်အစဉ်ပြေတာမပြေတာစီးပွားရှာလို့ကောင်းတာမကောင်းတာအခွင့်အရေးအခြေ